ဘာလဲဆိုတာပါဗျာခွေးခန်းဟလို့စပင်ကိုညှက်ပလိုက်တာသူ့ကိုမကြည့်ဘူးကြောက်ကြိုက်ရဖြစ်နေဘဝတော်တော်ဆိုကြည့်ဦးအဲ့တော့ဘယ်လောက်ပေးရအောင်မတော့3,000ကျော်ပေးရငါစိတ်တူlevel 50ဟယ်လိုဘာမှလည်းပြောင်းသွားလည်းမဟုတ်ဟဲ့မိန်းကလေးလိုက်လွင်မယောက်ျားလေးပဲများမှာပေါ့ဘာမှလည်းပြောင်းသွားမို့နှစ်ခွညက်ခိုင်းလိုက်တာနှစ်ခွညက်ခိုင်းပြီး treatment လေးပြန်လုပ်လိုက်တဲ့ဟာအဲ့တော့မအောင်ဈေးများဆုံးမလုပ်လို့တော့သေးမိန်းကလေးလိုက်မှာတော့ယောက်ျားလေးပဲများမှာပေါ့မဟုတ်ဘူးပြင်းလို့ထူးမှမရှိဘူးဦးထိုက်ကဘာလုပ်နေရခွေးထက်ကသူတေမကြီးပဲပြောနေသူမတေပဲကျန်တဲ့လူကြီးတော့မှာဒါတော့မေးသွားကွာဟမ်ဘယ်တော့တောက်နေပြီးတော့သားလားဟဲ့ငါ့ကိုကြောက်ရ1900လောက်ပေးရဟုတ်လားမတူးပေါ့မြန်မာနိုင်ငံနဲ့ဘန်ကောက်နဲ့ပဲတူမလို့မမခါဟယ်လိုငါ့ကဘယ်လိုတိုက်တာလဲဆိုငါပြောရမယ်ငါနေကင်းလွင်နေရတယ်နေကင်းဆိုဒီဘက်တွေမှာဖန်ပူပေါ့နေကင်းလွင်နေသူကတရက်ဖူနဲ့လာတာတရက်ဖူနဲ့စဉ်းစားရှင်ငါ့ကိုရိုက်မယ်ပေါ့ငါဘက်ကနေရှာလိုက်ရှာသူ့ဘက်ကလူကငါ့ကို3ခါလောက်ထိုးရနော်3ခါလောက်ထိုးရအဲ့နော်ထထခဏကြာသူငါဘက်ကနေနေရှာရင်သူ့ဘက်ကနေနေလိုက်ရှာရင်အဲ့နော်ငါဘက်ကတရားချလိုက်တာရှုံးသွားသူထပ်မလိုက်နိုင်တော့အေးတို့အတူရတော်တော်အမြင်ကက်စရာကောင်းတာနှစ်သိန်းကျော်အေးပါရန်ကုန်မှာလောက်တာမှတန်အောင်မယ်ငါဆိုရင်ချော့ကိုက်ဖြစ်အောင်လုပ်မှာကွာအေးနောက်ဒီမှာခေါ်ရအောင်နောက်ဒီမှာသွားရအောင်ငါညီမဘာရောညဘာရောဟာဘယ်လိုလုပ်ဒီမှာပုံမှန်ဘယ်လိုရော
ဟိုအဲ့ဒါပဲထားပါဦးအောက်ကကိုပြောနားမလဲငါသူပြောငါနားမလဲမစားရမတော့